သူများနဲ့မတူတဲ့အတွေ့အကြုံတွေဟာသူများနဲ့မတူတဲ့ဖွင့်ပြခြင်းကိုခံရဖို့ကြုံတွေ့စေတယ်ငါမှုတော်ဆောင်ရတာခက်ခဲနေပြီလို့ပြောရင်မဟုတ်ပါဘူးတင်းကိုဖခင်ကဖွင့်ပြခြင်းလွန်းတဲ့အခါမှာဥမာဆိုပါစို့ဖခင်ကအေလိယကိုကြိုက်တဲ့နေရာမှာကြီးအောင်အသားယူလာကျွေးလို့ရရတာနဲ့ဘာကြောင့်ခေရိတ်ချောင်းကိုသွားခိုင်ရတာလဲခေရိတ်ချောင်းကိုဘာလို့သွားခိုင်းတာလဲဖခင်ကရှိတဲ့နေရာမှာကောင်းကြီးပေးလို့ရရတာနဲ့ကျွေးမွေးလို့ရရတာနဲ့ဖခင်ကအဲ့ဒီကြီးအားကိုသူ့အိမ်ကိုလည်းပို့ခိုင်းလို့ရရတာနဲ့အဲ့ဒီကြီးအားကိုဘာဖြစ်လို့ခေရိတ်လိပ်စာပေးရတာလဲကြီးအားရဲ့တဲ့ခေရိတ်ချောင်းမှာရှိတဲ့ငါရဲ့ကျွန်အေလိယကိုအတာတော့ပို့ပေးစမ်းတော်ယုံတိုင်ယုံအကောင်ကိုမခိုင်းဘူးငတ်တခိုးကိုမခိုင်းတယ်ကြီးအားဆိုတာကငတ်တခိုးကြီးအားဆိုတဲ့အမျိုးက तू ကဘယ်အိမ်မှာခေါင်းမိုးမှာလှမ်းထားလဲတုတ်ဖို့အစင်တဲ့မအော်စရာကောင်းတာအဲ့ဒီအသားကဘယ်အိမ်ကဆွဲလာလဲမသိဘူးစကြသူ့အတွက်လှိဖြတ်ပြီးသား तू ယူလာတာစဉ်းစား तू ကသူ့ဖတာအမဲလိုက်တတ်တာမှမဟုတ်တာနွားကို तू ချီလာလို့မရတာဖះဘယ်ကိုသွားခိုင်းလဲခေရိချောအရိဘယ်ကပါလဲတဲ့အရိဘယ်ကပါလဲတဲ့ဖះက तू ကအမြဲတမ်း तू direction ပြောင်းတတ်တယ်ဖះကတင်တနေရာထဲမှာပဲတင်ဒီအလုပ်တစ်ခုကိုပဲပုံစံတစ်ခုနဲ့လုပ်နေပြီဆိုရင်ဖရာတင်းကိုပြောင်းခိုင်းခြင်းနေပြီဒီနေ့ကြောက်ကိုဒုံနဲ့ရိုက်ခိုင်းတယ်နောက်နေ့ကျတော့ကြောက်ကိုစကားပြောခိုင်းတယ်မတူဘူးဖရာမှာပုံသေးနီးမရှိဘူး